မြို့မှာပေါ့နော်ဒီအသက်ခံလိုက်ရတဲ့ AR မှာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လိုအပ်တဲ့အစီအမံလေးတွေကိုဆောင်ရွက်ပေးဖြစ်ပါတယ်အစတော့ကျွန်တော်ပြောရမယ်ဆိုရင်ဘယ်လိုခေါ်လဲဆိုတော့လင်းညူတာယာကအဲ့ကောင်ကအရင်နာမည်ကြီးတဲ့ကိစ္စရပ်တွေကိုရှောက်ပြီးတော့လုပ်နေရလို့ဆိုတဲ့အထင်ခံရမှာတကြောင်မလို့ကျွန်တော်ဝင်တော့မပါခဲ့ဘူးပေါ့နော်ဒါပေမဲ့လေအဲ့ပေါ်မှာပြန့်နှံ့နေတဲ့အရာတွေရောအဲ့တွေကိုကြည့်ပြီးတော့မှပြောရမယ်ဆိုရင်စောင်းရမ်းကြီးလဲဗျာတနာတယ်ဗျကျွန်တော်ကိုယ်တိုင်လည်းဗျာပြောမှဆိုရင် LGBT တယောက်ပဲတည်တဲ့သူတွေကလည်းတည်တယ်ကျွန်တော်လည်းပေါ်ပေါ်နေနေပဲနေတာပါကျွန်တော်ဖုံးကွယ်ထားတာလည်းမရှိဘူးအဲ့တော့ပြောမှဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီကျွန်တော်ပတ်ဝန်းကျင်မှာလည်းပြောမှဆိုရင်ဗျာဂေးတွေရှိတယ်ပြောမှဆိုတော့ခင်ဗျားတို့အများကြီးပြောနေကြတဲ့အချောက်ဆိုတဲ့သူတွေရှိကြတယ်ထားပါတော့ဒီလူချင်းကြိုက်တဲ့သူတွေပေါ့ဗျာရှိကြတဲ့အခါကျတော့ကျွန်တော်တို့မှလေဘယ်လိုလေးဟိုရှိလဲဆိုတော့ကျွန်တော်ကကျွန်တော်ဘဝကူးတဲ့အခါမှာတိတ်ဆုံးသွားတဲ့အခါကျရှေ့လူကြီးတွေရောဘာရောညာတော့ကျွန်တော်မြင်မှုတဲ့သူတွေပေါ့နော်အကောင်လုံးကသိနေဆိုရင်အဲ့လိုအဆက်ကွဲအကျုံးနဲ့ဘယ်သူမှမသိကြဘူးတိလားသူ့ရှိရဗျာဟာငါတို့အဲ့လိုတည်မလားဒီထားပါတော့ဒီဆိုရဲဟာဘယ်သူမှမသိကြဘူးအခုကြည့်တက်ဖြတ်ခံရတယ်ပြီးတော့လေတက်ဖြတ်ခံရဆိုတော့လေပြောချင်တာတာမန်ဒိတ်တန်ဗျာတာမန်ဒိတ်တန်ဆိုတာဒိတ်တန်တွေထွက်ကြတယ်ကျွန်တော်တို့ one night style လို့ဘာလို့စသဖြင့်ဒိတ်တန်တွေထွက်ကြတယ်ဒါဒီဒိတ်တန်ထွက်တာမဟုတ်ဘူးသူနဲ့အဲ့ဒီကောင်လေးနဲ့ AR မနဲ့အဲ့ဒီကောင်လေးနဲ့ထားပါတော့တန်ရောစင်အနေနဲ့တခုရှိရဲ့အတွက်ကြောင့်သူကလည်းသူ့ကိုလာဖို့ဖိတ်ခေါ်တယ်သူကလည်းတိုက်သွားတယ်တိုက်သွားတဲ့အခါမှာပြောမှဆိုတော့တက်ခံလိုက်ရတယ်နောက်ပြီးတော့အသက်မခံရတဲ့အခါမှာလည်းပြောမှဆိုရင်တော့လိမ့်ဆက်ဆံမှုတွေလုပ်ထားတာကိုတွေ့ရတယ်ဆိုတော့ပြောချင်တာတော့လိမ့်ဆက်ဆံမှုတွေလုပ်တယ်လုပ်ပြီးတဲ့အခါကျတော့နော်လုပ်တယ်လုပ်ပြီးတဲ့အခါကျတော့သူ့ခေါင်းရိုက်လိုက်ပြီးတော့နော်ခေါင်းရိုက်လိုက်ပြီးတော့သူ့မှာပါတဲ့ပစ္စည်းတွေရွှေတွေနောက်ပြီးတော့ဖုန်းတွေပေါ့နော်အဲ့ဒါတွေသူ့ယူပြီးတော့မှကပ်ပြီးပါတယ်ပေါ့ဒီမျိုးအဲ့လိုမျိုးပြီးတဲ့အခါကျတော့လေတိတ်ဆုံးတဲ့သူကိုလည်းထားတာလည်းပြောရမှာဆိုရင်ဗျာပြောရမှာဆိုရင်အောက်ကလည်းဘာမှမရှိတော့ဘူးဟာလာဟင်းလေးပေါက်ရကြီးပြီးတော့ရဲမှုရဲခင်းဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ဆုံးသူတွေနဲ့ကြည့်မယ်ဆိုရင်ဒါအရန်ကိုအဆက်ကွဲအကျိုးနဲ့ဖြစ်တဲ့ကိစ္စတွေမှာပါတယ်တိတ်ဆုံးတဲ့သူကိုပြောပြရှိမှာပေါ့ဒီသမားတော့ညာတာစရာအကြောင်းမှမရှိတာသူဘယ်လိုပုံစံနဲ့ပဲထားမထားတာဆိုပြောကောင်းပြောလိမ့်မယ်ဒါရတော့တရားလုံးပါတယ်ကြောက်စွန်ဗျာမိမရှာတရားအနေနဲ့ဂေးတရားအနေနဲ့အများကြီးခေါ်နေကြတဲ့အချောက်တရားအနေနဲ့ပေါ့ဆိုရက်တရားအနေနဲ့ဆိုရင်ဒါကြီးဒီလုံးဝအဆက်ရစရာကြီးပါသိရင်တော့10ခါပြန်တေဝါခြင်းတဲ့ကိစ္စကြီးဒါအရှင်းဆုံးပြတာအဲ့လိုခါမျိုးအဲ့ဒီကြောင့်မလို့ကျွန်တော်ကဘယ်လိုခေါ်လဲဆိုကျွန်တော်ကအဲ့ဒါကြောင့်မလို့တရားဥပဒေရေးရလဲဒီလူသမားတွေကိုလိုက်လံပြီးတော့ဖမ်းဆီးနေကြတယ်ကျွန်တော်ကလည်းကျွန်တော်တက်နိုင်တဲ့နီးလန်းနေတဲ့ဓမယနီးလန်းနေတဲ့ပြောရမယ်ဆိုရင်တော့ဒီဝိညာဉ်တွေတရေတစေတွေဘလူးတွေတရားညှက်တတ်မှုကိုတောင်းဆိုပေးနိုင်ပါတယ်ဆိုတဲ့ပုံကိုယ်တွေကိုအခုညီနဲ့ကျွန်တော်အဲ့ဒီARဘက်ကိုတက်ဖြတ်ခဲ့ပါတယ်ဆိုတဲ့လွတ်မြောက်နေပါတယ်ဆိုတဲ့သူတွေကိုအမြန်ဆုံးတရားဥပဒေရှိမှကိုရောက်ရှိလာဖို့တရားဥပဒေရှိမှကိုမရောက်မချင်းသူဒီအေဂျင့်ဘူးအစင်မပြေဘူးအိမ်မဆိုးတွေမဲ့နေရာတိုင်းမှာသူ့ကို6လက်နေတဲ့အရာတွေရှိနေမယ်မမြင်ရတဲ့အရာကိုမြင်နေစေရမယ်အဲ့တဲ့ကြောင့်တော့ကျွန်တော်တို့ပေးရဖြစ်တယ်အဲ့ဒီပြင်ကိုဘာတွေတွေ့ရလဲဆိုတော့ line ပေါ်မှာ comment ပေါင်းမျိုးစုံတည်တဲ့သူကတည်ကားပါပြီပဲအဲ့ဒီလို့အတိရမလားရန်ဆက်စုခါရဲလို့ဘာဖြစ်တယ်လို့ငါဖြစ်တယ်လို့လူနော်လူလို့မှတ်ထားလိုက်နော်လူလို့မှတ်ထားလိုက်ဒီညမှာဆက်စုခါရဲဆိုတဲ့ကိစ္စကိုထားလိုက်အောင်အဲ့ကောင်နဲ့သူနဲ့တပီးစားလိုမျိုးဖြစ်နေတာတပီးစားလိုဖြစ်နေတဲ့အခါကျတော့သူကြိုက်တဲ့သူသဘောကျနှစ်သက်တဲ့သူရှိကိုသူထားတာအပြစ်မဟုတ်ဘူးနော်ဘာဖြစ်တယ်ငါဖြစ်တယ်ဘာရားတယ်ညာရတယ်ဆိုတာကျွန်တော်ပြောပါ့မရှိဘူးဘယ်သူမှပြောပါ့မရှိတာနော်ပြောပါ့မရှိဘူးအဲ့ဒါကသူကြိုက်နှစ်သက်တဲ့သူရှိကိုသူသွားတာမလို့အဲ့မှာသူတက်ခံလိုက်ရတာအဲ့ဒါကိုဘာရားတယ်ညာရတယ်ကျွန်တော်ပြောပါ့မရှိဘူးခင်ဗျားတို့မှလည်းခင်ဗျားတို့ကြိုက်နှစ်သက်တဲ့သူတွေရှိနေမယ်ယောက်ျားပဲဖြစ်မိန်းမပဲဖြစ်ခင်ဗျားတို့ကြိုက်နေတဲ့လူကိုတွားလို့တက်ခံရရောခင်ဗျားတို့ကိုရားလို့တက်ခံရတယ်ဆိုပြီးခင်ဗျားတို့ကထင်ပါလားနော်တကယ်သူကိုအေးစေးကြပါစေအချက်တွေလိုက်မခွဲပါနဲ့နော်သူတေသွားတာအပြင်ကိုတေသွားတဲ့အပြင်ကိုဒီလိုမျိုးကြီးတေသွားတာအပြင်ကိုတော့မှသူအတွက်ဆက်ရစရာပဲတို့ဂိတ်အတွက်ဆိုရင်အဲ့လိုမျိုးတရားမယ်ဆိုရင်ကိုကို10ကတောင်းတက်နေမိပါလောက်ဆဆုံးဆိုရင်တစ္ဆာပေါ်လည်းခံရတယ်ကိုချစ်တယ်လို့တတ်မှတ်ထားသူရဲ့တက်ဖြတ်မှုလည်းခံရတယ်ကိုသဘောကျနေတဲ့သူတက်ဖြတ်မှုလည်းခံရတယ်ကဲအချက်ကွဲအကျိုးနဲ့ရဲကြော်ရောတနိုင်ငံလုံးဒီပါ
ဒီလိုမျိုးအလောင်းကြီးကိုလည်းလုံလုံလောက်ထားတယ်အဲ့တော့ဒါကြီးကိုကျွန်တော်အနေနဲ့ကျွန်တော်ပြက်ကနေပြီးတော့ဆောင်ရွက်လို့ရတဲ့နည်းလမ်းမျိုးစုံနဲ့ကျွန်တော်ဆောင်ရွက်ပေးမယ်အဲ့တော့လူတက်သွားတဲ့သူအေးချမ်းမနေစေရဘူးကောင်းကောင်းမနေစေရဘူးအောင်လန်းပညာလို့ခေါ်တဲ့အရာတွေမမြင်ရမြင်ရဆိုတဲ့ပုံပုံပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အရာတွေအားလုံးကိုဒီနေရာမှာကျွန်တော်ကသုံးချတာပါကျန်တဲ့နေရာသုံးချဘူးသူများဒုက္ခပေးလို့လည်းသုံးချဘူးကျွန်တော်ကဒုက္ခလာပေးတဲ့သူကိုတော့မှကျွန်တော်အောင်လန်းနေပါတယ်နဲ့ဘယ်သူမှသုံးချဘူးမတရားတဲ့ကိစ္စဆိုတော့ကျွန်တော်ဒီပညာကိုကျွန်တော်တုံးတယ်ကျွန်တော်အောင်လန်းစရာမဟုတ်ဘူးလိုအပ်ရင်ကျွန်တော်တုံးတယ်ကျွန်တော်တက်တယ်နော်လက်မှာဓာတ်ချောင်းကင်ထားသလိုပဲနော်သူများကိုထိုးဖို့တော့မဟုတ်ဘူးနော်ကျွန်တော်အဲ့ဒါတွေကိုလာပြောပြတာအဲ့တော့ရာဝီမှာကျွတ်လို့ပါစေရာဝီမှာကျွတ်လို့ပါစေပြီးရဲ့ခါကျတော့လူသက်သမားတွေနဲ့အမြန်ဆုံးတတ်မိပါစေပြီးတော့အဲ့ဒီလူသက်သမားတွေအဲ့လူသက်သမားအေးစေးမနေစေရအောင်နေစဉ်နဲ့အမျှစိတ်ဤဒုက္ခကိုယ်ဤဒုက္ခမမြင်ရတဲ့သူတွေရဲ့နှောက်ယှက်မှုကိုအမြဲတစေခံနေရမယ်သူရဲစခန်းကိုမရောက်မလာမချင်းသူအေးချမ်းမှုမရှိဘူးသာမှတ်လိုက်တော့အကောင်ကျွန်တော်လုပ်ပေးနိုင်တာတော့ဒါပါပဲ